ဂျပန်မှာတင်ကဒါမျိုးလုပ်မိဘူးလားတစ်ချက်ကြည့်ကြည့်နော်အမျိုးလေးသိရမလားကျမတို့အခုအစင်မပြေလို့စိတ်အစင်မပြေတာရှိရင်လုံးမိတယ်စုပ်တက်တဲ့အတန်လေးပါအဲ့ဒီအတန်လေးကိုဂျပန်မှာလုံးမိလို့ရှိရင်ရှင်ကတော်တော်လေးကိုမျက်မုံကျုပ်ခံနေရလောက်ပါပြီဂျပန်နေနဲ့ဒီရှီတာဦးချီနဲ့ယဉ်ကျေးမှုလေးကိုတစ်ချက်လောက်ကြည့်ကြည့်ပါဦးနော်သူ့ရဲ့ခန်းကြီးကတော့ရှီတာဥချီပေါ့နော်ရှီတာဆိုတာကရှာကိုပြောတာဖြစ်ပြီးတော့ဥချီဆိုတာရိုက်တာပေါ့နော်ရှာကိုတက်လိုက်တာရှာကိုရိုက်လိုက်တဲ့အတန်ပေါ့နော်အဲအကြောင်းမလို့သူ့ကိုတော့ရှီတာဥချီလို့ပြောပါတယ်အတိတ်ပဲကတော့စုတ်တက်တာပေါ့နော်တခုအဆင်မပြေတာစိတ်လိုမကြတာရှင်လုံးလိရှိတဲ့တရားလေးပေါ့နော်အမျိုးလောက်တာလေးကိုပြောတာပါမြန်မာမှာတော့စုတ်တက်တာကတခုခုအဆင်မပြေတာစိတ်အလိုမကျတာလုံနေတဲ့ကိစ္စတခုမှားသွားတာအဲ့ဒါမျိုးတွေဆိုရင်စုတ်တက်လေးရှိတယ်ပေါ့နော်ကိုမကျေနပ်တဲ့အချိန်ကိုမကြိုက်တဲ့အချိန်မျိုးမှာစုတ်တက်တာပိုများပါတယ်တစ်ဖက်လိုရည်ညွှန်းချက်ကနည်းတယ်လို့ကျွန်မထင်ပါတယ်အဲ့ဒါကြောင့်မို့လို့စုတ်တက်တာကတော့မိမိကိုမြန်မာပြည်မှာဆိုရင်မိမိကိုရည်ညွှန်းတာများပါတယ်နော်ဒါပေမဲ့ဂျပန်ပြည်မှာဆိုလို့ရှိရင်တော့အတိတ်ပဲအဖြစ်ကတော့မကျေနပ်တဲ့အခါစိတ်ပြတ်တဲ့အခါဗမာပြည်မှာလုံးဝလိုပဲဗမာပြည်ကလူတွေဗမာပြည်မှာဘလို့ဖြစ်ရင်စုတ်တက်လဲဂျပန်နေလဲအတိတ်ပဲဒါမျိုးပဲမကျေနပ်တဲ့အခါစိတ်ပြတ်တဲ့အခါမျိုးမှာပဲစုတ်တက်လေးရှိပါတယ်ဒါပေမဲ့မတူတာကတော့ဘလို့မတူလဲဆိုတော့သူတို့ကကိုမကျေနပ်တဲ့အခါကိုစိတ်ပြတ်တဲ့အခါစုတ်တက်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အနီးနားမှာရှိတဲ့လူကိုမကျေနပ်တဲ့အချိန်ကိုယ့်ရဲ့အနီးနားမှာရှိတဲ့လူကိုစိတ်ပြတ်တဲ့အချိန်မျိုးမှာဆိုရင်စုတ်တက်လေးရှိပါတယ်အဲ့တော့စုတ်သက်ခြင်းကအတူတူပဲဟိုမှာဗမာပြည်ကလူတွေကတော့ငါအဆင်မပြေလို့ဆိုလုပ်လိုက်ပေမဲ့ဂျပန်တွေကတော့ဆိုလုပ်လိုက်လို့ရှိရင်အဲ့လှုပ်တဲ့လူရဲ့ဘေးနားမှာရှိနေတဲ့အဲ့လူကပေါ့နော်အဲ့ဒီလူကိုမင်းကအလိုမကျဖြစ်နေဘူးဆိုတာကိုအတိတ်ပဲဆောင်တဲ့ပုံစံမျိုးဖြစ်မှာပါဆိုတော့ဂျပန်မှာကကို့အနီးနာလူတယောက်ကဒီလိုမျိုးရှီတာဥချီဆိုလှုပ်လိုက်ပြီဆိုတာနဲ့အဲ့လိုလှုပ်ခန့်လိုက်ရတဲ့လူကဒေါသကထောင်းကနေထွက်သွားတတ်ပါတယ်ဒေါသထောင်းကနေထွက်ပြီးတော့မင်းဘလို့ပုံစံလှုပ်လိုက်တာလဲဘလို့အချိုးတာလဲကွာပေါ့နော်အဲ့ပုံစံမျိုးကိုထိတောင်အုံနောက်ထဲမှာအတွေးတွေရောက်သွားတယ်ပေါ့နော်အရန်ကိုရိုင်းဆိုင်တဲ့အပြုတ်အမူလို့ဂျပန်မှာကတော့သတ်မှတ်ပါတယ်ပုံမှန်ပေါ့နော်ရည်ကျင်းမှုတစ်ခုရှိနေတဲ့လူတန်းစားတွေကတော့ရှီတာဥချီကိုလူရှိမှဘယ်တော့မှမလုပ်ပါဘူးအဲ့လိုမျိုးလှုပ်တက်တဲ့ဂျပန်နေနဲ့တွေ့ခဲ့လို့ရှိရင်လည်းဒါတော်တော်လေးကိုအောက်တန်းကြပြီးရိုင်းဆိုင်တဲ့ဂျပန်လို့သတ်မှတ်လို့ရပါတယ်အဲ့တော့ရှီတာဥချီနဲ့ပတ်သက်ပြီးတော့မှဂျပန်နဲ့ယဉ်ကျေးမှုလေးတွေကိုသိသွားပြီဆိုတော့အလောက်ခွင်မှာဖြစ်စေလူမှုဆက်ဆံရေးအခါမှာဖြစ်စေအထူးရှောင်ကြည့်ရပါမယ်ဒီရှီတာဥချီကအရန်ကိုရှောင်ကြည့်ရမယ်အပြုတ်မှုဖြစ်ပါတယ်နော်ကဲဒီစုတ်သက်တာနဲ့ဂျပန်ယဉ်ကျေးမှုနဲ့ဆက်ပုံလေးကိုပေါ့နော်ပြောပြသွားပေးတာဖြစ်ပါတယ်မီနောဆန်တို့ရဲ့နီဟွန်နိုဆေကတ်ဆူမှာပေါ့နော်တစ်ဖက်တစ်လမ်းကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်တတာ